မရဲ့ကလေးထိန်ခမဆုံးနေမှာပဲသူမဟာကူညီတောင်းနေတဲ့အကြောင်းအတန်ကိုကြားလိုက်ရပါတယ်သူမတာကဲတင်ပေးရင်အမြဲတမ်းလုံးနဲ့လစာတိုးပေးမယ်လို့ကြောင်ကကတိပေးပါတယ်သူကအိမ်အောင်စုတစ်ခုလုံးကိုအုပ်ချုပ်ခါရလို့ဆိုပါတယ်ကောင်မလေးကတန်တရားဖြစ်ပေမဲ့အရန်စိတ်လှုပ်ရှားနေပါတယ်သူမကအစမ်းခန့်ကားလာမှလည်းတလောက်ကိုရွှန်းရှစ်တူညာရနေတာပါလစာတိုးရင်သူမပို့ပြီးချမ်းသာလာမှာပါကြောင်ကသူမကူညီရင်စနေတနင်္ဂနွေအနားယူခွင့်ပေးမယ်လို့ထပ်ပြီးစုကြည်ပေးပါတယ်ကိုပိုင်တွားလာရေးကပေးမယ်လို့လည်းအာမခံပါတယ်စီယိုရဲ့မိသားစုတစုလုံးကသူမကိုကက်တီရှင်လို့ဆက်ဆံကြမှာပါကောင်မလေးကနောက်ဆုံးတော့မတ်မောမှုနောက်ကိုလိုက်သွားခဲ့ပါတယ်သူမရှိကိုလှမ်းခတ်လိုက်ပါတယ်ကြောင်က9ရက်တိုင်ဘာမှမစားရသေးပါဘူးဒရိတ်ဆန်ဆရာဝန်ကကုသလို့မရတဲ့ကြောက်ကက်တစီမှုလို့ယောဂအမည်တက်ထားပါတယ်စီယိုကကြောင်ရဲ့နာကျင်မှုကိုအဆုံးသတ်ဖို့တက်ညာစွာတက်ဖြတ်ရန်အစီအစဉ်ဆွဲထားပါတယ်ကောင်မလေးကကြောင်ပြောတာကိုကြားလိုက်ရပါတယ်ကင်သွင်းလာတဲ့ကြောင်စာကခါပြီးအနက်ဆိုးရနေတာပါဒါကြောင့်မို့လို့ဘာမှမစားဘဲနင်းဆန်နေတာဖြစ်ပါတယ်ကောင်မလေးကကြောင်ဘာသာစကားကိုနားလည်နိုင်တဲ့ဒူမရဲ့စွမ်းရည်ကိုလှုပ်ဝက်ထားပါတယ်ကြောင်တွေကစကားပြောတာဘယ်တော့မှမရက်ပါဘူးသူတို့စကားကိုနားလည်နိုင်မှတိတွားရင်ပူဆိုးမှာပါသူမနှောက်ယှက်မှုတွေကနေလွတ်မြောက်ဖို့9ချိန်တိုင်အိမ်ပြောင်းခဲ့ရပါတယ်ကြောင်ကသူမစီမှာတခြားကြောင်9ကောင်ရဲ့အနံ့ကိုပဲရနေတာပါသူမကိုမွေးရပါကြောင်မိတ်ဆွေဖြစ်အတိမတ်ထုလိုက်ပါတယ်ကောင်မလေးအံ့ဩသွားပေမဲ့ဘာမှမသိတယ်လို့ပဲဆက်ဟန်ဆောင်ထားပါတယ်သူမကရှုပ်ဘူးကြောင်ဟာနှစ်ပြက်နေုံတက်တက်ပါလို့ပြောလိုက်ပါတယ်ရှုပ်ကခဏမြတိတ်ဆိတ်သွားပါတယ်အထွေးကြုံရှိတဲ့တရိတ်ဆန်ဆရာဝန်ကသူမကိုပြင်းပြင်းထန်ထန်တိကျင်ဝေခံလိုက်ပါတယ်သူကတရိတ်ဆန်စေကူတာရေးမှာ28နှစ်တိုင်လောက်ကန်ခဲ့တာပါသူကအလုတ်တူနာပြုအတစ်တယောက်ရဲ့အသာစီရယူမှုကိုမခံနိုင်ပါဘူးပြည်ရများရဲ့အမျိုးသမီးကဝင်ရောက်ဆွတ်ဖက်တဲ့အတွက်ကောင်မလေးကိုဆဲဆူချိန်မောင်းလိုက်ပါတယ်သူမကအာယုံဆိုင်ခံချင်နေတဲ့ကလေးထိန်လို့ဆွဆွဲလိုက်ပါတယ်ဆုပ်ကအိမ်ထိန်ကိုချက်ချင်းတားဆီးလိုက်ပါတယ်ဒီကြောင့်ကမိသားစုအတွက်အလွန်ရေးပါကြောင်ပြောပါတယ်ဒါဟာအဖွားဖြစ်သူချန်ထားရေးခဲ့တဲ့အမတ်တရပစ္စည်းဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကကားမတော်တဆဖြစ်ပြီး3လနေချိန်မှာကြောင်ကပဲနှုတ်ပေးခဲ့တာပါပြင်းထန်တဲ့တန်ရာတွေမရအောင်ကဲတင်ပေးခဲ့တာဖြစ်ပါတယ်စီယိုကနည်းနည်းလေးမျိုးလင်းချက်ရှိရင်တောင်ကြောင်ကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကကောင်မလေးကိုထောက်ခံချက်တက်တည်ပြဖို့တောင်းဆိုလိုက်ပါတယ်ကောင်မလေးကကျွမ်းကျင်မှုအတွေ့အကြုံတွေနဲ့ရှင်းပြလိုက်ပါတယ်ကြောက်ကက်ပျက်စီးမှုယောဂကျွမ်းရင်ခင်ရှားတဲ့ပါးစပ်အနာတွေဖြစ်စေပါတယ်ဒီကြောင်ရဲ့ပါးစပ်မှာယူရီမီယာအမိုနီယာအနံ့မရှိပါဘူးသူ့ရဲ့သွားဖုံးတွေမှာဘာအနာမှမရှိပါဘူးကြောက်ကက်ပျက်စီးမှုရဲ့နောက်ဆုံးအဆင့်လက္ခဏာတွေလုံးဝမပြပါဘူးပုံမှန်မဟုတ်တဲ့လက္ခဏာတွေဟာအလွန်အမင်းငတ်မှုချင်းကြောင့်သာဖြစ်တာပါပြည်ရများရဲ့အမျိုးသမီးကလုံးဝမထင်မဲ့မြင်တူးထားတဲ့ပုံစံရှိပါတယ်သူမကကောင်မလေးရဲ့ကြောင်စာပေါ်ဆုံးဖြတ်ချက်ကိုမေးဖို့ထုတ်ပါတယ်တင်သွင်းထားတဲ့ကြောင်စာကတအိတ်ကိုရွှမ်းသုံးရှိရတန်ကြီးရှိပါတယ်ဒရိတ်ဆန်ဆရာဝန်ကအမျိုးသမီးရဲ့သဘောထားကိုထောက်ခံပါတယ်သူ့အနေနဲ့ထိတ်တန်းကြောင်စာကြောင့်လက်ပြတ်တဲ့ယောဂမျိုးတစ်ခါမှမမြင်ဘူးပါဘူးကောင်မလေးကကြောင်ရဲ့ရင်တွင်းမကျင်းတဲ့ချက်တွေကိုကြားနေရပါတယ်ဈေးကြီးတဲ့ကြောင်စာကသူ့ကိုနေတိုင်းတည်ချင်းစိတ်ပေါက်စေတာပါဒရိတ်ဆန်ဆရာဝန်ကပြည်ရများရဲ့အမျိုးသမီးစီကတစိုးလက်ဆောင်ယူထားတာလို့မတင်ငါဖြစ်မိပါတယ်ဒရိတ်ဆန်ဆရာဝန်ကသူ3ရက်တိုင်အစာနဲ့ခံဆန္ဒပြနေရကိုတတိပြုမိရပါမယ်သူမကအနားသွားပြီးအစာစားချင်တလားလို့မိလိုက်ပါတယ်ကြောင်ကအကြောင်းပြန်တဲ့အနေနဲ့ကျဲလောင်းစွာအုံမိလိုက်ပါတယ်ဝမ်းသာသွားတဲ့ရှောကသူ့ကူကိုကြောင်စာဘူးတွေယူလာဘူးပြောလိုက်ပါတယ်ကြောင်ကတင်သွင်းလာတဲ့အစာဘူးတွေကိုချက်ချင်းငင်းပစ်လိုက်ပါတယ်အနက်တစ်ခုပဲနဲ့တင်ပြုတ်အန်ဂျင်စရာကောင်းတယ်လို့ပြောပါတယ်ရောက်ရှိနေသူအားလုံးကကောင်မလေးကိုထပ်ပြီးဝေဖန်ဆဲဆိုကြပါတယ်ပြည်ရများရဲ့အမျိုးသမီးကသူမကိုအလုတ်ထုတ်လိုက်ကြောင်းကြီးညာလိုက်ပါတယ်သူမကအလုတ်ကင်တဲ့ဘက်တစ်ခုလုံးမှာနာမည်ပြည့်စည်ရင်တွင်းမိဟုချင်းချောက်လိုက်ပါတယ်ကြောင်ကကောင်မလေးတွေစိုးရင်ပူပန်လာပါတယ်သူကဆက်စုပ်ဖွယ်အစာဘူးတွေကိုမုန်းတီကြောင်အော်ဟစ်လိုက်ပါတယ်တခြားပုံမှန်အစာဆိုစားမှာပါလို့ပြောပါတယ်ကောင်မလေးကစုံစားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကအကြောင်းကိုအစာစားအောင်လုပ်နိုင်ပါတယ်လို့အခိုင်အမာပြောပါတယ်ပြည်ရများရဲ့အမျိုးသမီးကသူမကိုအခွင့်အရေးပေးဖို့ညှင်းဆန်လိုက်ပါတယ်စီယိုရဲ့မိခင်ကအချိန်ကြီးရောက်ရှိလာပါတယ်သူမကကြောင်ဟာမိသားစုရဲ့ကျေးဇူးရှင်ဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်ကြောင်ကိုကဲတင်တဲ့အတွက်ကောင်မလေးကိုအမြောက်များစုချမယ်လို့ဆိုပါတယ်ပြည်ရများရဲ့အမျိုးသမီးကတားဆီးဖို့ကြိုးစားပါတယ်စီယိုရဲ့မိခင်ကသူမကိုလုံးဝလစ်လျူရှုထားလိုက်ပါတယ်အမျိုးသမီးကကောင်မလေးကိုဒေတာတွင်အလုတ်ကင်နဲ့ချင်းချောက်လိုက်ပါတယ်ချင်းချောက်မှုကကောင်မလေးရဲ့ကန်ဆိုင်လူစိတ်ကိုနှိုးဆွပေးလိုက်ပါတယ်သူမကကြက်ဥချောင်းကိုထုတ်ပြီးကြောင်ကိုကျွေးလိုက်ပါတယ်ကြောင်ကချက်ချင်းပဲအညံ့မရစားသုံးပါတော့တယ်ကြက်ဥချောင်းကိုအမြန်စားတောက်လိုက်တီဖြစ်ပါတယ်လူအုပ်ကြီးကနောက်ဆုံးတော့အံ့ဩတုန်လှုပ်သွားကြပါတယ်ကောင်မလေးပြောတာမှန်ကန်ကြောင်းတက်တည်ကြလိုက်တာပါကြောင်မှာကြောက်ကက်ပျက်စီးမှုယောဂမရှိပါဘူးကြောင်စာကိုစားဖို့ညှင်းဆန်ကြရုံတက်ပါသူမကကြက်ဥချောင်းတဲ့ကိုပြည်ရနဲ့အစာဆွဲလန်းစေမဲ့ပစ္စည်းတွေထည့်ထားတာခေးရမယ်လို့ဆွဆွဲလိုက်ပါတယ်ဒီခါနီးကြောင်ကရုပ်တရက်အကုန်လုံးဘလို့စားနိုင်မှလဲလို့ပြောပါတယ်သူတို့ကတရိတ်ဆန်ဆရာဝန်ကိုကြက်ဥချောင်းစစ်ဆေးခိုင်းလိုက်ပါတယ်ဆရာဝန်ကထပ်မံစစ်ဆေးကြည့်ပေမဲ့ဘာသက်တနာမှမတွေ့ရပါဘူးဒါဟာရိုးရိုးကြက်ဥချောင်းသာဖြစ်ပါတယ်တရားမဝင်ဓာတုပစ္စည်းတွေလုံးဝမပါဝင်ပါဘူးဒါဟာကြောင်ကငှက်ပြက်နေတာဖြစ်ကြောင်းအမှန်တရားကိုတက်တည်ကြလိုက်တာပါစီယိုရဲ့မိခင်ကတရိတ်ဆန်ဆရာဝန်ကိုဆဲဆူချိန်မောင်းလိုက်ပါတယ်သူ့ကိုအရေးချင်းမရှိတဲ့ဆရာဝန်အဖြစ်ချက်ချင်းအလုပ်ထုတ်လိုက်ပါတယ်ကျမရဲ့ကြောင်ကိုကြောက်ကက်ပျက်စီးနေတယ်လို့မှားယွင်းယောဂအမိတက်ခဲ့တာပါကြောင်ကိုတက်ညာစွာတက်ခက်တော်မလို့ဖြစ်ခဲ့တာပါဆရာဝန်ကစင်ကြေပေးပြီးအခက်တွေ့စွာရှင်းပြနေပါတယ်သူကစစ်ဆေးချက်ဒေတာတွေကိုပဲကြည့်ပြီးယောဂအမိတက်ခဲ့တာပါစီယိုရဲ့မိခင်ကသူ့ကိုလုံးဝလစ်လျူရှုလိုက်ပါတယ်ပြီးတော့ကောင်မလေးကိုစိတ်ဝင်စားမိလိုက်ပါတယ်ကြောင်ဟာနှက်ပြက်နေတာကိုသူမဘယ်လိုသိကြလဲဆိုတာပါကောင်မလေးကကြောင်စကားနားလဲတယ်လို့မဝန်ခံဝတ်ပါဘူးကြောင်နေနဲ့ပတ်သက်တဲ့သူမရဲ့အတွေ့အကြုံရပဲပြောခဲ့တာပါကြောင်ကကြည်ကြနေတာလို့ပဲသူမဆုံးဖြတ်ခဲ့တာပါစီယိုရဲ့မိခင်ကအလွန်ဇက်ရှုပ်သွားပါတယ်အိမ်ခင်းကဝေရောက်ရှင်းပြလိုက်ပါတယ်ပြည်ရများရဲ့အမျိုးသမီးကကြောင်စာကိုပြောင်းလဲခဲ့တာဖြစ်ပါတယ်အမှတ်တစိတ်အသစ်တစ်ခုစီကိုပြောင်းလိုက်တာပါ
သူမကကျောင်းသားဟောင်းတွေကိုလည်းအကုန်လုံးပြစ်ခဲ့ပါတယ်။စီယိုရဲ့မိခင်ဒေါသကြီးကျယ်ထွက်သွားပါတယ်။သူမကအမျိုးသမီးကိုတေချာမေးမြန်းလိုက်ပါတယ်။ဒီလိုစီးမဲ့ကမ်းမဲ့ပြောင်းလဲမှုလုပ်တဲ့အတွက်ဖြစ်ပါတယ်။ဒီကျောင်းကမိသားစုအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာသိရလားလို့မေးပါတယ်။ပရိရဲ့များတဲ့အမျိုးသမီးကချက်ချင်းခိတ်လန့်သွားပါတယ်။သူမကစေတနာနဲ့လုပ်ခဲ့တာပါလို့နည်းနည်းရှင်းပြလိုက်ပါတယ်။ကျောင်းကအစားတစ်ခုတည်းကိုနှစ်ပေါင်းများစွာစားခဲ့ရတာပါ။အရသာအသစ်တွေကိုမြည်ဆန်းစေချင်တာဖြစ်ပါတယ်။အားကြောင့်မို့လို့မူလကျောင်းစားကိုအစားထိုးခဲ့တာပါ။စီယိုနဲ့သူမိခင်တို့ကတန်တရားရှိနေသေးပါ။သူတို့ကသူမရှိမှထပ်မင်းကြီးကုန်တော့ပါဘူး။သူမပြောတာမှန်မှန်စုံစမ်းမှုလူတွေတိတ်ကစိတ်ဆေးလုပ်လိုက်ပါတယ်။ကောင်မလေးကကျောင်းကိုကယ်တင်ခဲ့တဲ့အတွက်အတိမတ်ပြုခံရပါတယ်။သူမကိုကျောင်းရဲ့တီးတန့်ပြုစုဆောင်ရှောက်သူအဖြစ်ယာရုတိုးပြလိုက်ပါတယ်။သူမရဲ့တခုတည်းသောတာဝန်ကကျောင်းကိုတေချာပြုစုဆောင်ရှောက်ဖို့ပါ။သူမကိုရခင်အိမ်အခုအလုပ်တွေအားလုံးကနေကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။သူမရဲ့လစာကို3ဆတိုးပေးလိုက်ပါတယ်။မိသားစုကသူမကိုတွာလာရေးအတွက်စင်ကန်ကားတစ်စီးတောင်ပေးလိုက်ပါတယ်။ကောင်မလေးအလိုအမင်းအံ့ဩသွားပါတယ်။ကျောင်းတောင်းဆိုခဲ့တာတွေတကယ်ဖြစ်လာလိမ့်မယ်လို့သူမမထင်ခဲ့ပါဘူး။ကျောင်းကကောင်မလေးကိုပြောလိုက်တာဖြစ်နိုင်ပါတယ်။သူကဒီအိမ်မှာဆွတ်ထပ်ပင်ဩဇာပူကြီးကြောင်ပြောလိုက်တာပါ။ကောင်မလေးကကြောင်ချောလုံးထုတ်တာကိုစားနှောက်လိုက်ပါတယ်။ကြောင်ကသူမကိုအခန်းစီတွားပြီးစစ်ဆေးဖို့ပြောလိုက်ပါတယ်။ညှင်းတွေ့လိုက်ရတဲ့အရာကြောင့်ကောင်မလေးအံ့ဩသွားပါတယ်။စီးရဲ့ကွယ်လွန်သူအဖွားရဲ့တပ်ပုံဖြစ်ပါတယ်။ကျောင်းရဲ့တပ်ပုံကိုတပ်ပုံပေးမှတင်ဘေးချင်းကက်ချိတ်ဆွဲထားပါတယ်။ဒါဟာအမိသားစုအတွင်းသူ့ရဲ့ထူးခြားတဲ့အဆင့်တန်းကိုပြသနေတာဟုတ်နောက်အမှန်တရားထွက်ပေါ်လာတာကိုကောင်မလေးမြင်တွေ့လိုက်ရပါတယ်။စီးကကျောင်းစားအစားထိုးမှုအမှန်တရားကိုစုံစမ်းတွေ့ရှိသွားပါတယ်။သူကပရိရဲ့များရဲ့အမျိုးသမီးကိုလိန်ညာမှုအတွက်ကျိန်းမောင်းနေပါတယ်။တခင်လေးကကောင်မလေးရှိစာရွက်တရွက်ပြစ်ချလိုက်တယ်။အဲ့ဒါကတော့ဓာတ်ခွဲကန်ကထွက်လာတဲ့စစ်စစ်ကြအဖြစ်ပါပဲ။တကယ်တော့ဟိုကောင်မလေးကျွေးခဲ့တဲ့ကျောင်းစားကအတူကြီးဖြစ်နေတာကိုအထဲမှာတရိတ်ဆန်တွေကိုအတင်းအစာစားခြင်းစိဖြစ်စေတဲ့ဓာတုဆေးတွေနဲ့ဈေးပေါ်တဲ့အပင်ပရိုတင်းတွေအများကြီးပါနေလို့ကြောင်လေးရဲ့အစာအိမ်တွေပျက်စီးပြီးကြောက်ကထိလူနီးပါဖြစ်သွားခဲ့ရတာတဲ့အဖြစ်လဲပေါ်ရောကောင်မလေးမှာမြည်ရည်တွေဖြိုင်းဖြိုင်းကြပြီးငါတကယ်မသိလို့ပါဟာအဲ့ဒါငါဝမ်းခွဲမောင်လေးကုမ္ပဏီကထုတ်တာမို့လို့သူ့လုပ်ငန်းလေးကိုကူညီချင်ုံတတ်ပါဆိုပြီးငိုယိုပြီးစင်ချေပေးပါတော့တယ်ပြီးတော့တခင်လေးကဒေါသတကြီးနဲ့မင်းမောင်လေးရဲ့ကုမ္ပဏီကမနေ့တနေ့ကမှထောင်ထားတာအရင်ကလည်း350တောင်မပြည့်တယ်လို့ထုတ်လုပ်ခွင့်လိုင်းစင်တောင်မကြသေးဘူးအဲ့ဒီလိုအမိုက်ကိုယူလာပြီးငါအဖွားရဲ့ကြောင်ကိုစမ်းတက်ခလုပ်ရဲတဲ့ပေါ်လေးဆိုပြီးအချက်အကြကြပဲပြောလိုက်တယ်အဲ့ဒီနေ့မှာလေတခင်လေးကသူ့ကောင်မလေးကိုအိမ်မော်ကနေချက်ချင်းမုန်းထုတ်လိုက်ပါတော့တယ်ကောင်မလေးကတော့ငိုယူပြီးတောင်းပန်နေပြီမဲ့တခင်လေးကတော့ပြတ်သားစွာပဲလှည့်ထွက်သွားခဲ့ပါတယ်ဆရာဝန်ကြီးလည်းသူ့ရဲ့မှားယွင်းတဲ့ဆေးစစ်ချက်တွေကြောင့်မျက်နှာပြက်ပြီးတောင်းပန်ကထွက်သွားပါတယ်အခုဆိုရင်အိမ်ပေါ်မလေးကတော့ကြောင်လေးရဲ့ကျေးဇူးကြောင့်အလူသမားထမင်းစားဆောင်မှာအကောင်းစားဟင်းနေစားနေရပြီလေအရင်ကလမ်းဘေးဆိုင်နေမှာပဲဖြစ်တယ်လို့စားခဲ့ရသမျှအခုတော့စားဖို့ကိုတည့်နေတာပေါ့ဒီလိုနဲ့အိမ်တော်ထင်းကြီးကသူ့ကိုကားကူတောင်နဲ့ခေါ်သွားပြီးအပြင်သွားရင်ကြိတ်တဲ့ခါယူစီလို့ပြောပါတယ်အိမ်ပေါ်မှာလေးတန်ဘူးကြီးကားတွေအများကြီးတဲ့ကမှရိုးရိုးကအမဲလေးတစ်စီးကိုပဲရွေးလိုက်တယ်တော့ကြတိုက်မိခိုက်မိရင်ရိုးစရာပိုက်ဆံမှမရှိတာဘူးဒီတော့ကြောင်လေးကတွေ့လားငါပြောတာပဲဒီအိမ်မှာငါစကားကတခင်လေးထက်တောင်အရာရောက်တယ်လို့ဆိုပြီးအမွေးလေးထောင်ကထက်ကြွားနေပြန်ရောတကယ်တော့တခင်ကတော်ကြီးကသူ့တငယ်ချင်းတတိမကြီးတွေနဲ့လက်ဖက်ရည်ဝိုင်းဖြန့်ရင်ကြောင်လေးကြားမာလာတဲ့အကြောင်းကြွားနေတာလေအဲ့ဒီမှာနေရွှေဆိုင်ပိုင်းရှင်တတိမကြီးတယောက်ကအိမ်ပေါ်မှာလေးစီရောက်လာတယ်ငါအိမ်ကကြောင်လေးအစာမစားတာတလားတောင်ရှိနေပြီစီးကန်းပြလေးယောဂမတွေ့ဘူးမင်းလိုက်ကြည့်ပေးပါလားဆိုပြီးအကူကြီးတောင်းပါတော့တယ်နောက်တစ်စက္ကန့်မှာပဲအိမ်ပေါ်မှာလေးလည်းကားအမဲလေးစီးပြီးအဲ့ဒီတတိမကြီးအိမ်ကိုရောက်သွားတယ်ကြောင်လေးကစင်ပေါ်မှာမှိုင်းတိုင်းကြီးဖြစ်နေတာပေါ့အိမ်ပေါ်မှာလေးလည်းနားဆွင့်ကြည့်လိုက်တော့အစာအစ်ကြီးကစားမလို့ကောင်းဘူးဒါအပြင်ဒီအဖွားကြီးကအပြင်ကတခြားကြောင်ကိုဖတ်လာတယ်ငါစိတ်ဆိုးနေတာလို့ကြောင်လေးကပွက်စီလုံနေတာကိုကြားလိုက်ရပါတယ်တီတော့အိမ်ပေါ်မှာလေးကအန်တီအပြင်ကကြောင်ကိုဖတ်ပြီးပြန်လာတော့ရေမချိုးအင်းကြီးမလဲပဲသူ့ကိုလာကန်လို့စိတ်ကြောင်နေတာလို့ပြောလိုက်တော့တထင်းမကြီးလည်းမျက်လုံးပြူးသွားတယ်ချက်ချင်းမဲ့အစာဟောင်းပြန်ပြောင်းပြလိုက်တော့ကြောင်လေးကအားရပါရစားပါတော့တယ်ဒီသတင်းလေးကြားရောနောက်ရက်တွေမှာအိမ်ပေါ်မှာလေးနာကိုတထင်းမကြီးတွေအုံခဲလာပါတော့တယ်ဖုန်းလေးကိုစီကိုင်းပြီးငါကြောင်လေးကဆိုဖာအောက်ကထွက်မလာဘူးငါကြောင်ကငါယောက်ျားကိုမုန်းနေတယ်စတဲ့အကူကြီးတောင်းကြဟောအိမ်ပေါ်မှာလေးရဲ့ဘဝကတော့အိမ်နာဆေးရတဲ့ဘဝဟာနေကြောင်လေးရဲ့စိတ်တက်ကြီးကအတိုင်းမင်းနဲ့ပညာရှင်ကြီးဖြစ်ချက်ချင်းကြီးပြောင်းလဲတော့ပါတော့တယ်ဒီတော့အိမ်ပေါ်မှာလေးရင်ခွင်ထဲကကြောင်လေးကမျက်လုံးလေးမှေးပြီးတန်းစီကြငါရဲ့အချစ်တော်ထိန်းတော်လေးကိုမြင်ချင်းရင်အခါချင်းတွေကတော်တော်ဈေးကြီးရနော်လို့အခြေကြီးအော်ပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟိုဘက်ကကြောင်စာအထုလေးထုတ်တဲ့ကောင်မလေးရဲ့မောင်လေးကုမ္ပဏီကတော့အရှုပ်ပရှင်းကြီးဖြစ်ပြီးပိတ်သိမ်းသွားရပါတော့တယ်ဒီလိုနဲ့နောက်တစ်နေ့မှာတည်င်းနေတဲ့မှာအရှုပ်တော်ပုံကြီးတစ်ခုတက်လာပါတော့တယ်ဟိုကောင်မလေးရဲ့မောင်လေးဖွင့်ထားတဲ့ကုမ္ပဏီကကြောင်စာတွေထဲမှာဓာတုဆေးတွေအလွန်အကျွံတုံးထားတာပေါ်သွားတာလေကုန်တယ်တွေကလည်းအော်ဒါတွေအကုန်ဖြတ်တခင်းလေးကလည်းစားချုပ်ထားတာကိုတရားဝင်ဖြတ်သိမ်းလိုက်ပါတယ်အင်ကန်ရောက်တော့အဖေနဲ့အမေကကောင်မလေးကိုဝိုင်းဆဲကြတာပေါ့နင်းကြောင့်မှမိသားစုစီးပွားရေးပါပြတ်ပြီးတခင်းလေးလိုလူမျိုးကိုလက်လွတ်လိုက်ရတယ်ဆိုပြီးတော့လေကောင်မလေးကလည်းအခန်းထဲမှာပစ္စည်းတွေအကုန်ခွဲချမ်းပြီးယူမတက်ဖြစ်နေတယ်အဲ့ဒီအချိန်ဖုန်းထဲမှာအင်ဖိုမာလေးကကြောင်လေးကိုချီပြီးပြောနေတဲ့ပုံတင်ထားတာကိုမြင်လိုက်ရတော့မခံစားနိုင်လို့ဒေါသကြီးနဲ့ဖုန်းကိုပါအကွဲထော်ရိုက်ခွဲခဲ့လိုက်ပါတယ်နောက်ထပ်လာဝဲလောက်ကြတဲ့အခါမှာတော့အင်ဖိုမာလေးရဲ့ကြွဆိုင်မှုကြောင့်ကြောင်လေးကလုံးဝကျမ်းမာရေးကန်ခေါင်းသွားပါတယ်ဒါပေမဲ့ပြဿနာကအရှင်းခါတာထုံးကြလာစပွဲဘောကတန်ပူကြီးပန်းဦးတုံးချကလထိုင်နေကုတ်ပြေးလိုက်နေအင်ဒိုထင်းကြီးခင်ဗျာအနောက်ကနေလိုက်ရှင်းနေတာငိုးနေတာအိမ်ဖော်မလေးကလည်းကြောင်လေးအကြိုက်အသားပြုတ်တွေတေးကြဖောက်ကျွေးနေပူစားလုံကျင်နေဆိုလို့အောက်ကအခင်းကိုနေရောင်ကျတဲ့နေရာတေးကြရှာပေးရတဲ့အလုပ်ကိုရှုပ်နေတာပဲရွှေ့ပေးတာလေးနည်းနည်းလွဲသွားတာကိုတောင်ဟေးနေရောင်ကအရန်ပူတယ်လေနည်းနည်းထက်ရွှေ့အောင်လို့ကြောင်လေးကဆရာကြီးစတိုင်နဲ့អော်နေသေးတာ
အိမ်ဖော်မလေးကလည်းနင်ကကြောင်မဟုတ်ဘူးဒီအိမ်ရဲ့ဘိုးဘေးကြီးဖြစ်နေပြီဆိုပြီးပြုံးပြုံးလေးနဲ့စိတ်မရှိတယ်လို့ပြောနေရတယ်နောက်ပိုင်းကျတော့တခင်လေးကအိမ်ပြန်ရောက်တာနဲ့ကြောင်လေးစီတန်းလာပြီးအိမ်ဖော်မလေးကိုဒီနေ့ဘလောက်စားလဲတောင်းကျမ်းသေးလားလို့အကြောင်းပြချက်ရှာပြီးလာမီးနေတယ်ဒီမြင်ကွင်းကိုကြောင်လေးကကြည့်ပြီးမျက်လုံးလေးမေးကဒီလူအခုတလောငါးစီလာနေတာအရန်စိတ်နေပြီတကယ်တော့ငါ့ကိုလာကြည့်တာမှမဟုတ်တာဆိုပြီးအိမ်ဖော်မလေးနဲ့တခင်လေးကိုကြည့်ကဆက်လန်းလေးကိုသဘောတွေကျနေပါတော့တယ်အိမ်ဖော်မလေးစီကိုတခင်လေးကတနေ့ကိုအကြောင်းပြချက်မျိုးစုံပြပြီးလာကြည့်နေပြီလေအစားကတော့တခင်လေးကအချိန်မှန်လေးလာပြီးကြောင်စားဘလောက်စားလဲဆိုတဲ့မှတ်တမ်းကိုပဲစစ်တာပါဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒီအစီအစဉ်တွေကုန်ပြတ်သွားတယ်ဒီနေ့တောင်းကျမ်းသေးလားကြောင်လေးအိတ်နေပြီလားဆိုပြီးအချိန်မရွေးရောက်လာတော့တာပဲပို့ဆိုးတာကကြောင်ကိုမီးယုံတယ်မကပဲမင်းရောအနားယူရရလားဘာရီလိုသေးလဲဆိုပြီးအိမ်ဖော်မလေးကပါအထူးလေးဂယူးဆိုင်လာတာလေဒီတော့ကြောင်လေးကချက်ချင်းရိပ်မိသွားတယ်ငါ့ကိုလာကြည့်တာမဟုတ်ပါဘူးမျက်လုံးကနှင်းစီကိုမခွာဘူးလို့အိမ်ဖော်မလေးကိုလှမ်းဆပါတော့တယ်အိမ်ဖော်မလေးကလည်းမျက်နှာလေးရဲသွားပြီးတတိထားစမ်းကြောင်လေးတခင်လေးကကြောင်ကိုဂယူးဆိုင်တာနှင်းကိုဂယူးဆိုင်တာမဟုတ်ဘူးဆိုပြီးကို့ပါကိုပြန်ပုတ်ကတတိပေးနေရတယ်အဲ့ဒီညကအိမ်ဖော်မလေးကြောင်ကိုအမွေးဖြီးပေးနေတော့ကြောင်လေးကစကားဆပါတယ်အမတခင်လေးကိုဘလို့မြင်လဲရုပ်လေးကလည်းချောပတ်စံကလည်းပေါ်နင့်အပေါ်လည်းဆက်ဆံကြီးကကွဲပြားတယ်လေနင်းကလည်းရုပ်လေးကလှအကျင့်လေးကကောင်းပတ်စံမရှိတာလေးတစ်ခုပဲလေသူ့သာယူလိုက်ရင်နင်းလည်းတခင်ကတော့ဖြစ်ပြီးငါလည်းအထင်းတော်အစ်ထက်ရှာစရာမလိုတော့ဘူးနှစ်ဦးနှစ်ဖက်အကျိုးရှိတယ်လေတဲ့အိမ်ဖော်မလေးကမျက်လုံးကြီးပြူးသွားပြီးနင်းကြောင်စားတဲ့အစားလုံးပြီးအုံနောက်နဲ့ပြတ်သွားတာလားလို့ပြန်မိလိုက်တယ်ဒါပေမဲ့ကြောင်လေးကဆရာကြီးစတိုင်နဲ့ငါကသူ့အိမ်မက်ထဲကိုတော့ဝင်ပြီးနင်းကိုဂယူးဆိုင်လို့တွားပြော့ထားသေးတာလို့ကြွားလိုက်ရရောအိမ်ဖော်မလေးကနင်းကအိမ်မက်ပါပေးတတ်နေပြီလားဆိုတော့ငါကအစွမ်းစားရှိတဲ့ကြောင်လေးလေဆိုပြီးအမွေးလေးထောင်ပြလိုက်တယ်ဒီလိုနဲ့လောက်ဝက်လောက်အကြာမှာတော့ကြောင်လေးကလုံးဝကိုကျမ်းမာဝါဖြိုးလာပြီးအရင်လိုပြန်ပြီးတောင်းကျမ်းလာပါပြီအိမ်ဖော်မလေးကတန်ရှင်းလေးလုပ်နေပြီးကြောင်လေးပြောတဲ့အိမ်မက်ပေးလေဆိုတဲ့စကားကိုပြန်တွေးမိပြီးငါတို့ယူနေပြီးကြောင်ရိုးတာကိုအခုံနဲ့နေလေဆိုပြီးခေါင်းခါနေတာပေါ့နောက်တစ်စက္ကန့်မှာပဲဒေါင်းဆိုပြီးရင်းနှီးနေတဲ့တကားခောက်တန်တစ်ခုထွက်ပေါ်လာပါတယ်အိမ်ဖော်မလေးတကားထဲဖွင့်လိုက်ရောအပြင်မှာတခင်လေးကကော်ဖီခွက်လေးကင်ပြီးယူရချင်စရာမျက်လုံးတွေနဲ့စိုက်ကြည့်နေပါတော့တယ်မထင်မှပဲတခင်လေးကအိမ်ဖော်မလေးကိုအထက်တန်းလွှာပွဲကြီးတစ်ခုစီခေါ်သွားပြီလေအစကတော့တခင်လေးကကြောင်စာစားတဲ့မှတ်တမ်းကိုလာစစ်တယ်ပဲထင်နေတာဒါပေမဲ့ရုတ်တရက်ကြီးနောက်ပတ်အမေလုံးမဲ့ပရာဟိတပွဲကိုမင်းကိုပါလိုက်ခေစီခြင်းတယ်လို့ပြောချလိုက်ရောတထေးအတိုင်းဝိုင်းကပွဲဆိုတော့အိမ်ဖော်မလေးလည်းမျက်လုံးပြူးသွားတာပေါ့ဒီတော့ကြောင်လေးကဘေးကနေဟီငါပေးတဲ့အိမ်မက်အစွမ်းပြပြီလေသူ့ပုံစံကနှင်းကိုကြိုက်နေတာသိချနေပြီဆိုပြီးဝမ်းတာနေပါတယ်အိမ်ဖော်မလေးကလည်းနေပါစပိတ်ထားစမ်းဆိုပြီးရှက်နဲ့ပြန်ဟောက်ရတာပေါ့ဒီလိုနဲ့ပွဲတက်ဖို့အတွက်တခင်လေးကအမိုက်စားကောင်ဝင်အများကြီးပို့ပေးလိုက်တယ်ကြောင်လေးကတော့ fashion designer ကြီးကြနေတာပဲရွှေရောင်ကောင်ဝင်လေးကိုလက်ညှိုးထိုးပြပြီးဒီကောင်ဝင်လေးကမိုက်တယ်နှင်းကိုပို့ပြီးကြက်တည်ရှိသွားစေတယ်ငါအမေကစိတ်တယ်ဆိုပြီးတိတ်ချရွေးပေးလိုက်တယ်ပွဲလေးလည်းရောက်ရောအိမ်ဖော်မလေးကတတ်တောင့်တတ်တာမရှိပဲကြောင်လေးကိုပွေပြီးကြောက်နဲ့ရနေတာဒါပေမဲ့ထင်ထားတာနဲ့တလွဲစီပဲဗျဟိုတတိကတော်ကြီးတွေကအိမ်ဖော်မလေးကိုမြင်တာနဲ့ဝိုင်းအောင်လာကြတော့တယ်မင်းကကြောင်လေးကိုကေတဲ့ကောင်မလေးမလားအခုတော့ပြရတော့ဝမ်းပါလိုက်တာဆိုပြီးပြုံးရှုံနေကြတယ်ပြီးတော့ငါအိမ်ကကြောင်လေးကိုလည်းလာကြည့်သေးပါအောင်ဆိုပြီးလိပ်စာကပ်ပြားတွေအလူအရက်လာပေးနေကြတာလေတကယ်တော့အိမ်ဖော်မလေးရဲ့နာမည်ကတတိအတိုင်းဝိုင်းမှာကြောင်နဲ့ဖျားမလေးလို့ကိုကြော်ကြားနေပြီကိုအဲ့ဒီအချိန်မှာပဲပွဲလာပြိတ္တတွေအားလုံးဘေးကိုလမ်းဖယ်ပေးလိုက်ရပြီခတ်မိုက်ဝှက်ဆောင်နဲ့တခင်လေးဝင်လာပါတယ်ဒီလိုနဲ့ပွဲတက်ဖို့အတွက်တခင်လေးကခေါင်းဝင်လေးကိုသူ့ကိုယ်တိုင်တေချာရွေးပေးခဲ့တာလို့ဖွင့်ပြောလိုက်ပါတယ်အိမ်ပေါ်မှာလေးလည်းပါစဟောင်းသားဖြစ်သွားတာပေါ့ဒီတော့ကြောင်လေးကပြီလားငါပြောသားပဲသူ့မင်းကိုကြိုက်နေတာလို့နှင်းမမယုံတာဆိုပြီးဘေးကနေအမွေးလေးထောင်ကကြွားပါတော့တယ်ပွဲလေးရောက်တော့ကြောင်လေးကစပြီးအတင်းတော့ပါတော့တယ်ဟိုထိပ်ပြောင်ကြီးကတခင်လေးစီကဝိုင်ခိုးတော့ပြီပဲဟိုအနီရောင်ကောင်နဲ့အန်ဒီကြီးကဟိုဘက်ကအဖိုးကြီးရဲ့သားနဲ့ဇလန်းရှိတယ်ဟိုအန်ဒီကြီးရဲ့ကြောင်ကအရင်တုံဆိုးတာပဲစသဖြင့်ပွဲတစ်လုံးကလူတွေရဲ့အတင်းတွေကိုပုစီနဲ့လိုက်ပြောနေတာလေပွဲအပြီးအိမ်ပြန်လမ်းလေးမှာတခင်လေးကအိမ်ဖော်မလေးကိုတိချစိုက်ကြည့်ပြီးမိကုန်းတစ်ခုမေးလိုက်ပါတယ်။မင်းကြောင်နေပြောတာကိုတကယ်နားလေတာလားတဲ့။အိမ်ဖော်မလေးကလေဒီဟိုဝချက်ကိုတစ်သက်လုံးဖုံးကွယ်လာခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခါတော့ကျမတကယ်နားလေတယ်ဆိုရင်ရှင်ရုံမလားလို့ပြန်မေးလိုက်တယ်။တခင်လေးကလည်းကြုံပြီးကြည့်တယ်။ဘာလို့လဲဆိုတော့ငါကြောင်လေးကလူဒီအကြောင်းအကုန်သိနေတာပဲလို့ပြောလိုက်တယ်ပါပဲ။နောက်3ရက်အကြာမှာတော့အိမ်ဖော်မလေးနဲ့တခင်လေးတို့လက်ထပ်သွားကြပါပြီ။ပွဲထဲမှာအမိုက်ဆုံးကတော့သူတို့ရဲ့သမီးအရန်လေးလုံနေတဲ့ကြောင်လေးပါပဲ။ကြောင်လေးကခေါင်းဝင်လေးဝတ်ပြီးငါလည်းနင်းတို့နှစ်ယောက်ကိုသဘောတူအောင်တွယ်ပြီးရတာမလွယ်ဘူး။အဖိုးကြီးအဖိုးမြင်းလေးတော့မိမရသွားပြီ။အဖိုးကြောင်လေးရှာပေးတယ်မိမနော်ဆိုပြီးအချေကြီးအော်ပြောနေတာလေ။အချိန်လေးကြာလာတော့အိမ်ဖော်မလေးကကိုဝင်ကြီးနဲ့အင်ချင်ဝင်းထဲမှာကြောင်လေးတွေနဲ့ဆွန့်နေပါတယ်။ဒီလိုနဲ့အိမ်ဖော်မလေးကနေတခင်တော်ဖြစ်သွားတဲ့ကောင်မလေးကအခုဆိုရင်အထက်တန်းလွှာတွေကြားထဲမှာကြောင်နှက်ဖျားမဆိုပြီးနာမည်ကြီးနေပြီလေ။စီကန်းမှာလေသူ့ကိုလာပြတဲ့အတိုင်းဝိုင်းကလူကုန်ထန်ကြီးပဲ။ဒါပေမဲ့ကောင်မလေးမှာလာတော့ပေးနေတာလေ။ဒီပါတီချာလေးခင်းတာငါအမရဲ့နှင်းစီကိုအနှောက်ယှက်ပေးနေစီနေဆိုပြီးစီယာကြီးလေးတန်နဲ့အော်ဖြစ်သွားသေးတယ်။ကြောင်မလေးကနေရာလေးကတာပြီးမြဲအစာကိုနင်းနေလို့မှစောင်းနေလို့ဖြစ်နေတယ်။ဘိုက်ကတစ်ချိန်လုံးတင်းနေပြီးနားနေတာကိုဒီတော့ကောင်မလေးလေးအရန်စိတ်ပူလာတယ်။ဘီကတခင်လေးကလည်းအချိန်နဲ့မဟန်ဘူးစီယုံနဲ့အရင်ပူလိုက်ရမလားလို့မေးလိုက်တယ်။စီယုံဆိုတဲ့စကားလုံးလေးကြောက်ကြောင်မလေးကပြရခတ်သွားပြီ။ဟင်းစီယုံမသွားဘူးလုံးဝမသွားဘူးဆိုပြီးငဲမှာတော့တယ်။ဒီလိုနဲ့ကြောင်မလေးကိုဘယ်လိုကင်ရမလဲစဉ်းစားနေတော့မှပဲကောင်မလေးကိုယ်တိုင်ဘိုက်နာလာလို့စီယုံကိုအရေးပေါ်ရောက်သွားပါတော့တယ်။ဆရာဝန်ကစစ်ဆေးကြည့်တော့အကြာကြီးစောင့်ကြည့်ရမယ်။တားအိမ်နှိမ့်ပြီးလာမစိပဲမွေးမဲ့အန်တီရရှိနေတယ်တဲ့လေ။တခင်လေးလည်းအရန်စိုးရင်သွားပြီးကောင်မလေးရဲ့အလုပ်တွေအကုန်လုံးကိုချက်ချင်းဖြတ်ချလိုက်ပါတယ်။
ကောင်မလေးကဟဲဆိုင်မှာအကူညီလိုနေတဲ့ကြောင်လေးတွေအများကြီးကြံသေးတယ်လေလို့ညင်းပေမဲ့တခင်လေးကတော့မင်းကိုအရင်ဂရုစိုက်စမ်းပါဆိုပြီးပြက်တသားပြောလိုက်တာပါနောက်တစ်နေ့အိမ်ရောက်တော့တခင်လေးကကောင်မလေးတို့အမိုက်စား project တစ်ခုနဲ့အံ့ဩသွားအောင်လုပ်ပေးလိုက်ပါတယ်အဲ့ဒါကတော့ကောင်မလေးရဲ့ဆိုင်ကိုချေပြီးလမ်းဘေးကြောင်လေးတွေအတွက်တီးတန့်စောင့်ရှောက်ရေးစင်တာဖွင့်ပေးဖို့ပါပဲရောက်ခမကြီးကလည်းနေရာမလောက်ရင်ထက်ချေပတ်စံမလောက်ရင်ထက်ထိအိမ်ကလူတွေကအကုန်ပံ့ပိုးပေးမယ်ဆိုပြီးအကုန်ကြောက်တာဝန်ယူပေးတယ်လေတခင်လေးကိုယ်တိုင်လည်းဒီအလုပ်တွေကိုတာဝန်ယူပြီးကောင်မလေးကိုအိမ်ကနေပဲကြည့်ချက်ခိုင်းလိုက်ပါတယ်ကောင်မလေးခင်ဗျားလည်းသူ့ယောက်ျားလေးရောက်ခမရဲ့အချစ်တီကြောင့်မှကြည်နူးသွားတာဒီလိုနဲ့ရနေကြားတဲ့ခါမှာတော့ဟိုကြောင်မလေးကချစ်စရာကလေး၃ကောင်အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါမွေးကင်းစားအိမ်လေးထဲမှာမိသားစုတွေအကုန်လုံးကြည်နူးပြီးပြောနေကြတာပေါ့အဲ့ဒီအချိန်မှာပဲကလေးတစ်ကောင်ကအပြင်ကိုတောသွားပြီးထွက်လာတယ်ဒါကိုမြင်တော့ဟိုအဖြူရောင်ကြောင်စရာကြီးကဟဲ့မင်းကတေးသေးလေးနဲ့အပြင်ထွက်ပြီးချင်းကြိုက်ခံမလို့လားဆိုပြီးပါဇက်နဲ့ဖွားလေးကြိုက်တာအမိစီပြန်ချပေးနေတာလေဒါကိုမြင်သွားတဲ့ကြောင်မလေးကဟဲ့အဖြူကောင်ကအရင်ကအကြမ်းကြီးထင်နေတာတကယ်တော့သဘောကောင်းသားပဲလို့ပြောလိုက်တယ်ဒီတော့ကြောင်ဖြူကြီးကရှက်ကန်းနဲ့ငါကကြမ်းတာမဟုတ်ဘူးဟဲ့စီကန့်ကြီးတာဒီကလေးတွေကလမ်းတောင်ဖြောင်းအောင်မလျှောက်တာတည်းတုံးလိုက်တာဆိုပြီးပါဇက်ကပွက်စီပြောပြီးအချစ်ပို့ပြနေလေညဘက်အိယာထဲမှာကောင်မလေးကအလုပ်တွေလုပ်ဖို့အိုင်ပတ်ကြီးကင်ပြီးကြည့်နေတော့တခင်လေးကရုတ်တရက်ဆွဲလူသွားပါတယ်မင်းကြည့်နေတာမိနစ်40တောင်ရှိပြီတော်တော့မနှက်ဖြံမဆက်ကြည့်ဆိုပြီးဆရာကြီးလေတန်းနဲ့အမိန့်ပေးလိုက်တယ်လေကောင်မလေးကလည်းအခုတလို့ရှိအုပ်ချုပ်နေတာကငါအမိထက်တောင်ဆိုးနေပြီဆိုပြီးနှကန်းလေးစုကပြန်ရန်တွေ့နေတာဒါပေမဲ့တခင်လေးကတော့သူ့မိန်းမကိုစိတ်ပူလို့ခရုစိုက်နေတာပါအဲ့ဒီအချိန်မှာပဲသူတို့ရဲ့အချစ်တော်ကြောင်ဖြူကြီးဝင်လာပါတယ်ဟိုအကောင်ပေါက်တွေတေးပေါက်ချလာတာနီးလာတကားပဲငါ့ကိုဒေါသထွက်အောင်လုပ်နေကြတယ်ဆိုပြီးပေါ့စီနဲ့ဝင်လာတာလေဒါပေမဲ့ကောင်မလေးနားလေးရောက်တော့ကြောင်ဖြူလေးကရုတ်တရက်ရပ်သွားပြီးကောင်မလေးရဲ့ဖိုက်ကိုစိုက်ကြည့်နေတယ်ပြီးတော့မဟုတ်ဘူးကလေးလုံးနေတာဒီလိုမျိုးမဟုတ်ဘူးဆိုပြီးအရန်ကြီးပြာခတ်သွားပါတော့တယ်အဲ့ဒီတော့မှကောင်မလေးလည်းဖိုက်ကအရန်တင်းလာပြီးနာလာမှန်းသိသွားတာခလေးကလည်းဖိုက်ထဲမှာကမောက်ကမတွေလုံနေတာကိုတခင်လေးလည်းချက်ချင်းပဲကောင်မလေးကိုပွေ့ချီပြီးအောက်ထက်ကိုပြေးဆင်းသွားပါတော့တယ်အခန်းထဲကရောက်ခမကြီးလည်းအရန်လန့်သွားပြီးချက်ချင်းပဲဆေးရုံကိုအပြေးလွှားသွားကြပါတော့တယ်ကြောင်ဖြူလေးကတော့အိမ်မှာကြံခဲ့တာပေါ့ဆေးရုံရောက်တော့ဆရာဝန်ကအရေးပေါ်စောင့်ကြည့်ရမယ်ကံကောင်းလို့ခလေးရဲ့နှလုံးခုန်လုံးကပြန်မှန်သွားပါပြီဒါပေမဲ့ဆရာဝန်ကနည်းနည်းလေးနောက်ကျသွားရင်အခြေအနေမကောင်းဘူးအခုတော့လာမစိပဲမွေးမဲ့အန်ဒီရရှိနေပြီမို့လို့ဆေးရုံမှာပဲအနီးကစောင့်ကြည့်ရမယ်လို့ပြောလိုက်ပါတယ်ကောင်မလေးခင်ဗျားလည်းအဲ့ဒီတော့မှအလန့်တကြားဖြစ်သွားပြီးဆေးရုံတင်လိုက်ရတော့တာပေါ့တခင်လေးလည်းစိုးရင်ပူပန်မှုတွေနဲ့အတူစောင့်ကြည့်ဖို့သဘောတူလိုက်ပါတယ်ခဏနေတော့ရောက်ခမကြီးလည်းအခန်းထဲဝင်လာတယ်သူကစောကငါမှလန့်သိတော့မလို့လွန်ခဲ့တဲ့9နှစ်ကငါသားလေးကားအက်ဆီဒန့်ဖြစ်တာကိုလေအဲ့ဒီကြောင်ဖြူလေးပဲအရင်သိပြီးလူကိုလာငိုးသွားတာအခုလည်းသူ့ပဲအရင်သိတာဆိုပြီးကြောင်လေးရဲ့ကြီးစုလေးကိုအိုဟစ်ပြောပြနေတာလေဒီတော့မှကောင်မလေးကပြုံးပြီးငါအိမ်ပြန်ရောက်ရင်သူ့ကိုငါးကန်စွပ်ပြုတ်လောက်ဖောက်ကျွေးရမယ်လို့ပြန်ပြောလိုက်ပါတယ်ဒီအချိန်မှာကြောင်ဖြူလေးခင်ဗျာအိမ်ကသူ့ရဲ့အမိုက်စားကြောင်အိမ်ကြီးထဲမှာတစ်ခေါက်တည်းလွမ်းနေရှာတယ်အိမ်ကထမင်းလာတိုက်တာတော့မစားပဲမန်တကားကနေအပြင်ကိုပဲမြည်ကြည့်နေတာငါမှဘာလို့ပြန်မလာသေးတာလဲအမကြီးမြန်ပြန်လာခဲ့ပါတော့ဆိုပြီးညှိုးငယ်နေတဲ့ကြောင်ဖြူလေးရဲ့အဖြစ်ကတော့တကယ်ကိုတနာစရာလေးပါပဲစိတ်ယုံကကရင်ပေါ်မှာကောင်မလေးကဖုံးကြည့်နေတော့တခင်လေးကဝင်လာပြီးတေးတေးကွေးကွေးချီအီလေးတစ်စုံထုတ်ပြလိုက်ပါတယ်ကောင်မလေးကအဲ့ဒီချီအီလေးကိုကြည့်ပြီးရုတ်တရက်စိတ်မကောင်းဖြစ်သွားတယ်ငါကအရင်ကကိုဝမ်းစာတော့နိုင်အောင်မရှာနိုင်ခဲ့တာအခုဒီလိုကလေးလေးကိုဘယ်လိုကြည့်ဆိုင်ရမလဲငါအမိကောင်းတယောက်ဖြစ်မလာရင်ဘယ်လိုလုပ်မလဲဆိုပြီးညူလေးပြောလာတယ်ဒီတော့တခင်လေးကသူ့လက်လေးကိုဆုပ်ကိုင်ပြီးငါတို့အတူတူတင်ယူကြတာပေါ့ခလေးငဝင်ဘာလို့ရမလဲကစားငါကိုယ်တိုင်လေးတင်ရမှာပဲမင်းတယောက်တည်းရင်ဆိုင်ရမှာမဟုတ်ပါဘူးလို့နူးနူးထွေးထွေးလေးအားပေးလိုက်တယ်လေဒီလိုနဲ့နောက်ရက်တွေမှာတခင်လေးကသူ့ရဲ့အလုပ်ခီးစဉ်တွေညဘက်ပါတီပွဲတွေအကုန်လုံးကိုဖျက်ချလိုက်ပါတယ်နောက်လာကစားပြီးငါမင်းအနားမှာပဲနေလို့မယ်ကုမ္ပဏီကငါမရှိရင်လည်းမပြတ်ကျသွားပါဘူးဆိုပြီးဆရာကြီးစတိုင်းနဲ့ခန့်မိုင်းပြောချလိုက်တာကိုကောင်မလေးခင်ဗျားလေးသူ့ယောက်ျားရဲ့အချစ်တီချာမှာအကြီးပြုတ်သွားရတော့ပြီခဏလေးတော့ရောက်ခမကြီးရောက်လာပြန်ရောလက်ထဲမှာလည်းတစ်တာအမိုက်စားကြီးတစ်လုံးပါတယ်ဖွင့်ကြည့်လိုက်တော့ရွှေစင်စစ်နဲ့လောက်ထားတဲ့ခလေးဆွေးကြိုးနဲ့လက်ကောင်ကောင်မလေးကဟာဒါကြီးကအရန်တန်ကိုကြီးလုံးပါလေလို့ညင်းပြီးရောက်ခမကြီးရတော့ငါမီးတော့ဒီလောက်ကတော့ပြရမှာကိုခလေးမွေးလာရင်ဘာမှစိတ်မပူနဲ့လို့ပြောလိုက်ပါတယ်အိမ်မှာလူတွေအများကြီးဝိုင်းထိန်ပေးကြလိမ့်မယ်ဆိုပြီးပြောလိုက်တယ်ပြီးတော့သူ့သားကိုလည်းဟဲ့မင်းကလည်းရုပ်ကြီးကိုတင်းမထားနဲ့ခလေးငွေခလေးတဲ့အရင်ကြာရမခန့်နဲ့ဆိုပြီးစူသွားသေးတာလေတကယ်မိသားစုအချစ်တွေပါပဲဒါပေမဲ့အဲ့ဒီလိုตายရနေတဲ့အချိန်လေးကသိမကြလိုက်ပါဘူးညဘက်ကောင်မလေးအိမ်နေတော့စက်ကနေအတန်နဲ့ရုပ်တရက်မြည်လာတယ်တခင်လေးလည်းပြရခတ်ပြီးပြေးလာကြည့်တော့ကောင်မလေးကဖိုက်ကိုဖတ်ပြီးအရန်ကိုနာကျင်နေပြီလေဒီတစ်ခါနာတာကအရင်လိုမဟုတ်ဘူးတကယ်ကြီးနာနေတာဆိုပြီးအော်နေရတယ်ချက်ချင်းပဲဆရာဝန်ကြီး nurse တွေရောက်လာပြီးကဲအချိန်ကြီးဆိုးလာပြီငွေခမ်းနဲ့အမြန်ပို့ဆိုပြီးကတင်ကိုအပြေးလွှားတွန်းသွားကြပါတော့ရှောက်လမ်းမှာတခင်လေးကကောင်မလေးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်ကောင်မလေးကမျက်ရည်တွေနဲ့ကျမထွက်လာတာကိုစောင့်နေပြီနော်လို့ပြောလိုက်တဲ့အချိန်မှာတော့တခင်လေးခေါင်းကြီးပြလိုက်ပေမဲ့မျက်လုံးထဲမှာတော့စိုးရိမ်မှုတွေအပြည့်ပါပဲဒီလိုနဲ့ကောင်မလေးငွေခမ်းနဲ့ရောက်သွားတဲ့အခါမှာတော့အပြေးမှာတခင်လေးတယောက်ကနေမနေဖြစ်နေပါတော့တယ်ရောက်ခမကြီးကထိုင်ကုန်မှာထိုင်ပြီးစိတ်ပတိလေးစိတ်ကဆူတောင်းပေးနေပေမဲ့တခင်လေးကတော့နာယီကိုကြည့်လိုက်လမ်းလျှောက်လိုက်နဲ့အရန်ကိုပြာခတ်နေတာပါ
အဲ့ဒီအချိန်မှာပဲဆရာဝန်မကြီးထွက်လာပြီလူကြီးရောခလေးရောပြီးကင်းပါလေလို့ပြောလိုက်တော့မှပဲအားလုံးတပ်ပြင်းချလိုက်သွားတယ်ဒါပေမဲ့တခင်လေးကခလေးကိုအရင်မမေးပဲကျွန်တော်မိမရောဆိုပြီးကောင်မလေးကိုလည်းအရင်မေးရှာတာပါဆရာဝန်မကြီးကပြုံးပြီးအထဲမှာအနားယူနေပါတယ်ဝင်ကြည့်လို့ရပါပြီလို့ပြောလိုက်တော့မှပဲတခင်လေးလည်းစိတ်အေးသွားရတော့တယ်ကောင်မလေးလည်းခလေးလေးကိုပွေ့ချပြီးကြည့်ပါအောင်တခင်လေးခလေးကရှင်နဲ့တူလိုက်တာလို့ပြောလိုက်တော့တခင်လေးကမဟုတ်ဘူးနင်းနဲ့တူတာအရင်ချစ်ဖို့ကောင်းတယ်လို့ပြန်ပြောလိုက်တယ်ဒီလိုနဲ့သူတို့ရဲ့ဘဝလေးကပိုပြီးပြည့်စုံသွားပါတော့တယ်အိမ်ပြန်ရောက်တော့လဲကြောင်ဖြူလေးကခလေးလေးကိုအနားကနေမခွာပဲစောင့်ရှောက်ပေးနေတာလေတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်သွားပါပြီဇလန်းလေးကတော့ဒီမှာတည်းပြီးဆုံးသွားပါပြီနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ